rational gain နဲ့ irrational gain တွေခွင့်တွေကိုပြောပြပါမယ်เนาะအဲ့တော့စာအုပ်ထဲမှာတော့ rational gain တွေဆိုတာအပိုင်းကိန်းပုံစံနဲ့ဖော်ပြလို့ရရင် rational gain လို့ပြောထားတယ်เนาะဖော်ပြလို့မရရင် irrational gain ဒီလိုလေးပဲပြောထားတယ်ပေါ့အဲ့တော့အသေးစိတ်ခွဲပြီးတော့သိလို့ရအောင်ငယ်လေးတွေကသင်ခဲ့ရတဲ့เนาะ grade 6ထဲကသင်ခဲ့ရတဲ့သဘာဝကိန်းအပြည့်ကိန်းစတာတွေနဲ့တခါလေးပြောပြပါမယ်အဲ့တော့သဘာဝကိန်းအဲ့တော့သဘာဝထဲမှာရှိတဲ့ပစ္စည်းလေးတွေပေါ့เนาะဟိုးရှိခေတ်ကလူတွေကသဘာဝထဲမှာရှိတဲ့ပစ္စည်းလေးတွေကိုရေတွက်ဖို့ကိန်းကနန်းလေးတွေကိုတီထွင်နေပေါ့เนาะအဲ့တုန်းကတော့သူတို့ကဒီလိုတုတ်ချောင်းလေးတွေနဲ့မှတ်တာအချောင်းလေးနဲ့မှတ်တာမျိုးပေါ့เนาะအဲ့လိုမျိုး1နှစ်ဆိုတဲ့ကနန်းလေးတွေစပြီးတီထွင်ခဲ့တယ်ပေါ့เนาะအဲ့တော့ငှက်ကလေးတစ်ကောင်ရှိတဲ့1ပေါ့เนาะလူ2ယောက်ရှိရဲ့2ချောင်းလေး2ချောင်းနဲ့ပြတယ်အဲ့လို1နှစ်3ဆိုတဲ့ကနန်းတွေကိုစပြီးတီထွင်ခဲ့ရဖြစ်တဲ့အတွက်သဘာဝထဲမှာရှိတဲ့ပစ္စည်းတွေကိုရေတွက်ဖို့ပေါ့เนาะရေတွက်ဖို့အတွက်တီထွင်ခဲ့တာဖြစ်တဲ့အတွက်အဲ့သဘာဝကိန်းတွေကိုရေတွက်ရကိန်းလို့လည်းခေါ်ပါတယ်အဲ့ဒီရေတွက်ရကိန်းတွေကတစ်ခုနှစ်ခုစသည်ဖြင့်ရေတွက်ဖို့စပြီးဖြစ်ခဲ့ရဖြစ်တဲ့အတွက်အဲ့ဒီတော့3ညမပါသေးဘူးပေါ့เนาะ1နှစ်3လေးဆိုတဲ့ခဏန်းအစရှိတဲ့ခဏန်းလေးပေါ့အဲ့ခဏန်းလေးကိုသဘာဝကိန်းလို့ခေါ်တာဖြစ်ပါတယ်နောက်ကြတော့မရှိဘူးဆိုတာကိုဖော်ပြဖို့အတွက်เนาะ3ညဆိုတဲ့ခဏန်းလေးကိုထပ်ပြီးတော့တီထွင်ခဲ့ကြတယ်အဲ့ဒီ3ညဆိုတဲ့ခဏန်းလေးနဲ့ဒီသဘာဝကိန်းတွေကို3ညဆိုတဲ့ကဏ္ဍလေးပါလာတဲ့အခါမှာတော့အဲ့ကိန်းအစုဝေးယူအပြင်ကိန်းလို့ခေါ်တာဖြစ်ပါတယ်เนาะအဲ့တော့သဘာဝကိန်းဆို1ကစားတဲ့အငယ်ဆုံးသဘာဝကိန်းဆို1ငယ်ဆုံးအပြင်ကိန်းဆိုရင်3ညဖြစ်သွားပါမယ်เนาะနောက်ကြတော့ဒီတောင်ပေါ်တက်တဲ့ရေအောက်ကိုငုတ်တယ်เนาะအစားရှိတဲ့ဖြင့်ဖော်ပြဖို့အတွက်တောင်ပေါ်တက်တယ်ဆိုရင်ဥမာ300မီတာမြင့်တဲ့တောင်ထိပ်ကိုရောက်နေတယ်အပေါင်း300မီတာဒီလိုလေးဖော်ပြတယ်ပေါ့เนาะရေအနက်3မီတာမှာငုတ်နေတဲ့အနှုတ်3မီတာပေါ့ဒီလိုလေးဖော်ပြဖို့အတွက်အပေါင်းအနှုတ်ဆိုတဲ့ခဏန်းလေးတွေကလိုအပ်လာတဲ့အတွက်အပေါင်းအနှုတ်ဆိုတဲ့ခဏန်းလေးတွေကိုစပြီးတော့တီထွင်လာတယ်ပေါ့เนาะအဲ့တော့အရင်တုန်းကတော့1နှစ်3လေးပဲစပြီးရှိခဲ့တယ်အဲ့ရကနေမရှိဘူးဆိုတာဖော်ပြဖို့အတွက်3ညထပ်ပေါ်လာတယ်ပြီးတော့ဒီခုနကလို့ရေအောက်ရောက်တဲ့ဥမာဖြစ်မိုင်းတွင်းနဲ့ဆင်းနေဆိုတဲ့ကိစ္စတွေအတွက်အနှုတ်တွေနဲ့ဖော်ပြတယ်တောင်ပေါ်တက်တဲ့လေမြန်ပြန်တယ်ပေါ့နော်စွန်လှော့တယ်ပေါ့စွန်ရောက်နေတဲ့အမြင့်ပေါ့ဒီလိုမျိုးဟာတွေအတွက်ပေါင်းကနန်းတွေလည်းလိုအပ်လာတယ်ဒါကြောင့်မလို့အပေါင်းအနှုတ်ဆိုတဲ့ဂိမ်းလေးတွေပါလာတယ်သူတို့အပေါင်းအနှုတ်တွေနဲ့ပါလာပြီဆိုရင်တော့ဂိမ်းပြည့်သတိထားမှာတော့3ညမှာအပေါင်းအနှုတ်လုံးဝမရှိပါဘူးเนาะ3ညကတော့3ညပဲ genetic ကအပေါင်း1လည်းရှိသလိုအနှုတ်1လည်းရှိရအပေါင်း2လည်းရှိသလိုအနှုတ်2လည်းရှိပါတယ်เนาะအဲ့ဒီပြင်ကိုနောက်ပိုင်းမှာတခုမပြည့်တဲ့ဟာဒီဖော်ပြဖို့တော့ပေါ့နော်တသမဂိမ်းတွေပိုင်းဂိမ်းတွေပေါ်ပြလာတယ်ပေါ့နော်အဲ့တသမဂိမ်းတွေမှာလည်းအပေါင်းတွေရှိမယ်အနှုတ်တွေရှိမယ်အပိုင်းဂိမ်းတွေမှာလည်းအပေါင်းတွေရှိမယ်အနှုတ်တွေရှိမယ်ဒါဆိုရင်ဒီခုနတုန်းကသဘာဝဂိမ်းအပြည့်ဂိမ်းဂိမ်းပြည့်ဆိုတဲ့ထဲကိုဒီတသမဂိမ်းအပိုင်းဂိမ်းတွေပါထည့်လိုက်တော့ဒီဂိမ်းအစုဝေးကို rational gain လို့ခေါ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီ grade 9ရောက်လာတော့ဘာတွေထပ်သိလာမလဲဆိုရင် irrational gain ဆိုတာထပ်သင်ရပါတယ်အဲ့တော့ irrational gain ကဘယ်လို gain မျိုးလဲဆိုတော့ root 2 root 3 root 5 root 6 root 7အစရှိရဲ့အဲ့လို gain တွေရဲ့ပိုင်ဆိုတဲ့ gain ပေါ့နော်အဲ့ဒီ gain တွေကိုတော့ irrational gain လို့ခေါ်တယ်ဟုတ်ပြီဒီထဲမှာ root 1ဘာလို့မပါလဲ square root of 1ရဲ့တန်ဖိုးက1ဆိုတော့အပေါ်ကတဘာဝ gain rational gain တွေမှာပါမယ်အဲ့လိုပဲ4မပါဘူး4 square root of 4ဒီ square root of 2 square ပေါ့နော်2 square ဆိုတော့ square root of 4က2ဖြစ်တဲ့အတွက်သူကလည်း rational gain ပဲအဲ့လိုပဲ square root of 9အဲ့ဒီ gain ကလည်းအဖြေက300မှာဖြစ်တဲ့အတွက်သူလည်း rational gain နေပေါ့နော်အဲ့တော့အဲ့ဒီ root 1တို့ root 4တို့ root 9တို့မပါဘူး root 2 root 3 root 5 root 6 root 7 root 8နော် root 10အစရှိတဲ့ gain တွေဒီ gain တွေဒီဘာဖြစ်လို့ irrational gain လဲဆိုရင်သူတို့ကအပိုင်း gain ပုံစံနဲ့ဖော်ပြလို့မရဘူးပေါ့နော်နောက်ပြီးသူတို့ကိုတန်ဖိုးကိုရှာလိုက်တဲ့အခါမှာပေါ့နော်တန်ဖိုးကိုရှာလိုက်တဲ့အခါမှာအဆုံးလည်းမရှိဘူးပြန်လည်းမထပ်ဘူးပေါ့နော်အဲ့တော့ square root of 2ရဲ့တန်ဖိုးဒီဘယ်လောက်ရှိလဲဆိုရင်1.4142135အစရှိတဲ့ပြင်ပေါ့နော်နောက်မှမပြတ်သေးဘူးပေါ့နော်ဒါ calculator မှာဆိုရင်ဒီလောက်10လုံးပေါ်တဲ့ calculator မှာ10လုံးပြမယ်ပေါ့နော်10လုံးပေါ်နိုင်တဲ့ calculator မှာ10လုံးပြထားမယ်နောက်မှမဆုံးသေးပါဘူးเนาะအဲ့တော့ဆက်ပြီးတော့ charge စားပြီးရှာလို့ရှိရင်အဖြေတွေအများကြီးရမယ်ရလာတဲ့အဖြေတွေကိုကြည့်ရင်တခုမှပြန်မထပ်ဘူးပေါ့เนาะအဆုံးလည်းမပြတ်သွားဘူးပြန်လည်းမထပ်ဘူးအဲ့လို gain မျိုးကိုirrational gain လို့ခေါ်တာဖြစ်ပါတယ်အဲ့လိုပဲ square root of 3ရဲ့တန်ဖိုးဆိုရင်လည်း1.73205080အစရှိသေးတယ်ပေါ့နော်အဲ့တော့သူ့မှာလည်းမပြတ်ဘူးစားလို့အဖြေကပြတ်တဲ့အဖြေမဟုတ်ဘူးပြီးရင်ပြန်လဲထပ်မနေဘူးပေါ့နော်အဲ့လို gain မျိုးကိုကြတော့ irrational ဒါဆိုပြန်ထပ်တဲ့ gain မျိုးเนาะပေါ်မှာဒီအပိုင်း gain နေတယ်မှာ1/9
တစ်ကိုတီးပြီးတော့1/9ပေါ့နော်တစ်ကိုတီးပြီးတော့6နဲ့စားလိုက်မယ်ဆိုရင်အဖြေဒီပါဖြစ်မလဲဆိုရင် 0.11111ဆိုပြီးတော့ပြတ်တော့မပြတ်ပေမဲ့တစ်တွေကပြန်ထက်နေရပေါ့နော်အဲ့လိုမျိုးနောက်တစ်ခါတစ်ကိုတီးပြီး6နဲ့စား1/10ပေါ့နော်1/10လို့ကိန်းမျိုးဆိုရင်လည်းအဖြေရပါလိမ့်ဖြစ်မလဲဆိုရင် 0.16666เนาะပြတ်တော့မပြတ်ဘူးဒါပေမဲ့6တည်းပြန်ထက်တယ်အဲဒါကြောင့်မို့သူတို့က rational gain တွေပေါ့နော်ဒီကောင်တွေဒီ gain တွေကကြတော့ဘာဖြစ်လဲဆိုရင်မပြတ်ဘူးဒါပေမဲ့ပြန်လဲထက်မနေတဲ့အတွက်သူကirrational gain တွေဖြစ်ပါတယ်အဲ့လိုပဲပိုင်ပေါ့နော်ဒီစက်ဝိုင်းရဲ့ area တွေစဝန်းတွေရဲ့အလျားကိုရှာတဲ့အခါမှာပိုင်ဆိုတဲ့ခဏန်းလေးကိုသုံးကြရတယ်ပေါ့နော်အဲ့ခဏန်းလေးကလည်းcalculator မှာရှာကြည့်တယ်ဒါမှမဟုတ် Google မှာရှာကြည့်မယ်ဆိုရင် 3.141592665 အစရှိတဲ့ပြင်သူလည်းအဆုံးမရှိဘူးပြန်လည်းမထက်ဘူးဒါကြောင့်မလို့ irrational gain ဆိုတာကပိုင်းကိန်းပုံစံနဲ့ဖော်ပြလို့မရဘူးเนาะပြီးရင်သူတို့ရဲ့တန်ဖိုးတွေဒီပြန်လည်းမပြတ်ဘူးပြန်လည်းမထက်ဘူးပေါ့နော်စားလို့အဖြေဒီပြန်လည်းမပြတ်ပြန်လည်းမထက်တဲ့ gain မျိုးတွေပေါ့နော်အဆုံးလည်းမရှိပြန်လည်းမထက်တဲ့ gain တွေကိုတော့ irrational gain လို့ခေါ်တာဖြစ်ပါတယ်เนาะအဲ့တော့ဒီဖတ်စာအုပ်တွေထဲမှာကျတော့ rational gain နဲ့ irrational gain ခွဲပုံကိုအပိုင်းကိန်းပုံစံနဲ့ဖော်ပြလို့ရရင် rational gain လို့ပြောတယ်အပိုင်းကိန်းပုံစံနဲ့ဖော်ပြလို့မရရင် irrational gain လို့ပဲရေးထားတတ်တယ်ပေါ့နော်အဲ့ခါကျရင်ဘလို့အပိုင်းကိန်းပုံစံနဲ့ဖော်ပြရတာလဲဘလို့အပိုင်းကိန်းပုံစံမဟုတ်တာလဲဆိုရင်ဥပမာပြင်ဒီမှာ1ဆိုရင်1/1ပေါ့နော်1ရဲ့တန်ဖိုးဒီ1/1သူ့ကိုအပိုင်းကိန်းပုံစံနဲ့ဖော်ပြလို့ရအဲ့လိုပဲ2ဆိုလဲ2/1ပေါ့နော်အဲ့လိုပဲဒီမှာဆိုရင် 0.5 ဆို1/2ပေါ့နော်3.4ဆိုရင်လည်းကိန်းပြည့်3ပေါ့နော်4ကဒသမတနေရာဆိုဒီလိုလေးပေါ့နော်30ပိုင်း4ပိုင်းပေါ့ထက်ချခြင်းရင်လည်း3 5ပိုင်း2ပိုင်းဆိုပြီးတော့ဒီလိုမျိုးဒီအပေါ်က rational gain တွေအားလုံးဒီဘာနဲ့ဖော်ပြလို့ရလဲဆိုရင်အပိုင်းကိန်းပုံစံနဲ့ဖော်ပြလို့ရတဲ့ gain တွေဖြစ်ပါတယ်เนาะဒါကြောင့်မို့စာအုပ်တွေထဲမှာတော့ rational gain ဆိုတာအပိုင်းကိန်းပုံစံနဲ့ဖော်ပြလို့ရတဲ့ gain တွေပေါ့เนาะဒါပေမဲ့အဲ့လိုပြောလိုက်တော့ရုပ်တရက်ဆိုရင်မခွဲတတ်ဘူးဒါဆိုရင် rational gain တွေမှာသဘာဝ gain တွေပါတယ်အပြည့် gain တွေပါတယ် gain ပြည့်တွေပါတယ်အပိုင်း gain တွေဒသမ gain တွေလည်းပါပါတယ်เนาะ irrational gain တွေက root gain တွေပေါ့เนาะ root 2 root 3 root 5 root 6တို့လို gain မျိုးတွေနောက်တစ်ခါပိုင်းဆိုတဲ့ gain လေးတွေက irrational gain ဖြစ်ပါတယ်เนาะ